အမေရိကန်နဲ့အီရန်ကြားကအခြေအနေဟာအခုဆိုရင်တကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့စိုးရိမ်စရာအကောင်းဆုံးနေရာကိုရောက်ရှိလာပါပြီ။အထူးသဖြင့်ကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကသွေးကြောဖြစ်တဲ့ဟော်မိုရေလဲကြားမှာအမေရိကန်ရေတပ်ကစစ်သင်္ဘောတွေနဲ့ပိတ်ဆို့ထားလိုက်တာဟာအီရန်နိုင်ငံအတွက်တော့အသက်ရှူရက်မတက်ဖြစ်စေတဲ့စီးပွားရေးထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။ဒီပိတ်ဆို့မှုကြောင့်အီရန်စိတ်ကမ်းတွေကနေထွက်ခွာဖို့ကြိုးစားနေတဲ့ရေနံတင်သင်္ဘောအစင်းပေါင်း30ကျော်ဟာလက်ခုလက်ကနေပြန်လှည့်ခဲ့ရတယ်လို့တချို့လဲစိတ်ကမ်းတွေမှာတောင်းတင်နေပါတယ်။ပင်တဂွန်စစ်ဌာနချုပ်ကတော့အီရန်ဘက်ကသူတို့တောင်းဆိုထားတဲ့အချက်တွေကိုမလိုက်လျောမချင်းဒီပိတ်ဆို့မှုကိုရုပ်သိမ်းမှာမဟုတ်ဘူးလို့ပြပြတတ်ကြေညာထားပါတယ်။အခုဆိုရင်အမေရိကန်ရဲ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့ကိုရောက်ရှိနေပြီးအီရန်နဲ့ငြိမ်းချမ်းရေးအတွက်ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲကိုစတင်ဖို့ပြင်ဆင်နေကြပါတယ်။သမ္မတထရန့်ကတော့ဒီဆွေးနွေးပွဲကနေအပြည့်အစုံထွက်လာဖို့မျှော်လင့်ထားပေမဲ့သူတို့ဘက်ကအလျှော့ပေးမှာမဟုတ်ဘူးဆိုတာကိုလည်းသတိပေးထားပါတယ်။ဒါမှမဟုတ်ရေးအကြဆွေးနွေးမှုတွေရှိနေပေမဲ့မြေပြင်မှာတော့စစ်ရေးတင်းမာမှုတွေကအမြင့်ဆုံးအခြေအနေကိုရောက်နေပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး PS ကတော့သမ္မတကအစိမ်းအောင်မီးပြလိုက်တာနဲ့တိုက်ပွဲတွေကိုချက်ချင်းပြန်ဆဖို့အသင့်ပဲလို့ပြောဆိုထားတဲ့အတွက်တစ်ချက်ကလေးမှားယွင်းတာနဲ့စစ်ပွဲကြီးဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဒီလိုစစ်ရေးစီးပွားရေးနဲ့တာတမန်ရေးရာအပြိုင်မှုတွေကြားမှာအီရန်နိုင်ငံကဘယ်လိုတုံ့ပြန်မလဲတကယ်ပဲအမေရိကန်နဲ့ထိတိုက်တွေ့ဖို့ရွေးချယ်မလားဒါမှမဟုတ်ဆွေးနွေးပွဲကနေတဆင့်အပြေရှာမလားဆိုတာကိုတော့အလွန်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီလိုအချက်တဲတွေကြားကနေထွက်ပေါက်ရှာဖို့ကြိုးစားနေတဲ့တာတမန်ရေးရာအခင်းကျင်းကိုကြည့်မယ်ဆိုရင်အတော်လေးကိုရှုပ်ထွေးနေတာတွေ့ရပါတယ်။ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာရောက်ရှိနေတဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့ထဲမှာသမ္မတရဲ့ယုံကြည်ရသူတွေဖြစ်တဲ့ဂျရက်ကွရှနာနဲ့စတီဝစ်ကော့တို့ပါဝင်နေပါတယ်။အင်ဖြူတော်ဘက်ကတော့အီရန်ဘက်ကတိုးတက်မှုအချို့ပြသလာတယ်လို့သတင်းလွှင့်ထားပေမဲ့အီရန်အစိုးရပိုင်မီဒီယာတွေကတော့ဒါကိုလုံးဝငြင်းဆိုထားပြီးသူတို့ဟာအမေရိကန်နဲ့တိုက်ရိုက်တွေ့ဆုံဖို့မဟုတ်ပဲပါကစ္စတန်တာဝန်ရှိသူတွေနဲ့သာဆွေးနွေးဖို့ရောက်နေတာလို့ဆိုနေကြပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကအမေရိကန်အစိုးရအတွင်းကသဘောထားကွဲလွဲမှုတွေပါပဲ။ဝါရှင်တန်ပို့သတင်းစာရဲ့အဆိုအရဒုသမ္မတဂျေဒီဘန်ဟာဒီစစ်ပွဲကိုအများဆုံးအဆုံးသတ်ချင်နေပြီးချင်းနေတွေကိုထင်းထင်းသိမ်းသိမ်းလှုပ်ဆောင်လို့တဲ့ဆန္ဒရှိနေပါတယ်။ဒါပေမဲ့လက်ရှိဆွေးနွေးပွဲကိုဦးဆောင်နေတဲ့ကွရှနာနဲ့အဖွဲ့ကတော့အစ္စရေးနိုင်ငံရဲ့အကျိုးစီးပွားနဲ့ဒေသတွင်းမဟာဗျူဟာမြောက်ရည်မှန်းချက်တွေကိုပါထည့်သွင်းစဉ်းစားနေတဲ့အတွက်ဆွေးနွေးပွဲကကြံ့ကြာနေတာလို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။သမ္မတထရန့်ကိုယ်တိုင်ကတော့ရိုက်တာသတင်းဌာနနဲ့အင်တာဗျူးမှာသူကဘယ်သူနဲ့ဆွေးနွေးနေတယ်ဆိုတာကိုအတိအကျမပြောလို့ပေမဲ့လက်ရှိအာဏာရှိသူတွေနဲ့ဆက်သွယ်နေတယ်လို့ဆိုပါတယ်။သူကကျွန်တော်တို့မှာအခြေအနေအများကြီးရှိတယ်အလော်ကြီးလုံးစရာမလိုဘူးလို့ပြောဆိုထားတာကြောင့်အီရန်ကိုစီးပွားရေးရပိတ်ဆို့ပြီးအချိန်ဆွဲအချက်ကင်တဲ့ဗျူဟာကိုတုံးနေတာထင်ရှားပါတယ်တကယ်တော့အခုလက်ရှိအနေအထားမှာအီရန်နိုင်ငံဟာပိုပြီးဖိအားများနေပါတယ်ဂျီနန်တင်ပို့မှုရပ်ဆိုင်းသွားတာဟာသူတို့နိုင်ငံရဲ့စီးပွားရေးတွေးကြောကိုပြတ်တောက်လိုက်တယ်လို့ဖြစ်နေလို့ပါပဲဒါကြောင့်လည်းအစ္စလာမာဘတ်မှာလုပ်နေတဲ့ဒီဆွေးနွေးပွဲဟာအီရန်အတွက်တော့အလွန်အရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်တကယ်လို့ဒီဆွေးနွေးပွဲကရလက်ကောင်းတစ်ခုဖတ်မလာဘူးဆိုရင်ဒုသမ္မတဂျေဒီဘန်ကိုယ်တိုင်ပါကစ္စတန်ကိုဆင်းလာပြီးဂျာဝင်ဆေးဆက်ပေးဖို့အသင့်ရှိနေတယ်လို့လည်းသိရပါတယ်ဒါအမေရိကန်ဘက်ကငြိမ်းချမ်းရေးအတွက်နောက်ဆုံးထားပြီးထုတ်သုံးမဲ့ဖက်ချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်အစ္စလာမာဘတ်ကဆွေးနွေးပွဲစပွဲဝိုင်းမှာတာတမန်တွေစကားစစ်ထိုးနေရချိန်မှာပဲဟော်မိုရေလက်ကြားရဲ့လှိုင်းလုံးတွေကြားမှာအမေရိကန်စစ်သင်္ဘောတွေဟာအသင့်အနေထားနဲ့စောင့်ကြိုနေပါတယ်အမေရိကန်ကာကွယ်ရေးဝန်ကြီး PS ရဲ့သတိပေးချက်ဟာရိုးရှင်းပြီးပြတ်သားပါတယ်သမ္မတကအချက်ပေးတာနဲ့ကျွန်တော်တို့တိုက်ပွဲကိုပြန်ဆဖို့အသင့်ပဲဆိုတဲ့စကားဟာဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့နောက်ွယ်မှာစစ်ပွဲရဲ့အရေးအယောင်တွေဘယ်လောက်ထိကြီးစိုးနေလဲဆိုတော့ပြသနေပါတယ်သမ္မတထရန့်ကတော့ဒီကစားပွဲမှာသူကအသာစီးရနေတယ်ဆိုတော့ကောင်းကောင်းသိထားပါတယ်အီရန်နိုင်ငံရဲ့စီးပွားရေးဟာအခုဆိုရင်အသက်ရှူဆက်တထားသလိုဖြစ်နေပြီးဒီပိတ်ဆို့မှုကိုဘယ်လောက်ထိဆက်တောက်ခံနိုင်မလဲဆိုတာကမေးခွန်းထုတ်စရာဖြစ်လာပါတယ်ဝါရှင်တန်ကသတင်းရင်းမြစ်တွေရဲ့အဆိုအရအီရန်အစိုးရအတွင်းမှာလည်းယူဆတွေကွဲလွဲမှုရှိနေပြီးတချို့ကစီးပွားရေးပြိုလဲမှုကိုကာကွယ်ဖို့အလျှော့ပေးနေကြသလိုတချို့ကလည်းအမျိုးသားကုန်ကိုတိတ်ခါအတွက်ဆက်ပြီးတင်းခံနေကြပါတယ်ဒါပေမဲ့အမေရိကန်ဘက်ကတော့ရှင်းပါတယ်သူတို့ရဲ့အနီရောင်စီမင်းတွေကိုကြော်ဖြတ်လို့မရဘူးဆိုတာကွရှနာတို့အဖွဲ့ကနေတဆင့်အပြတ်ပြောထားပြီးသားပါတစ်ဖက်မှာလည်းဒုသမ္မတဂျေဒီဘန်ဟာပါကစ္စတန်ကိုလေယာဉ်နဲ့ပြန်တက်ဖို့အသင့်ပြင်ထားပါတယ်ဒါဟာအီရန်ဘက်ကတကယ်ကိုအပြည့်သဘောဆောင်တဲ့လက္ခဏာပြလာမှသာဖြစ်လာမယ့်ခြေလှမ်းဖြစ်ပြီးတကယ်လို့ဘန်သာဆွေးနွေးပွဲတွေကိုပါဝင်လာခဲ့ရင်ဒါဟာစစ်ပွဲကိုအဆုံးသတ်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်သွားနိုင်ပါတယ်အခုချိန်မှာတော့တကမ္ဘာလုံးကလူတွေဟာအစ္စလာမာဘတ်ကထွက်လာမယ့်သတင်းကိုရင်တမမနဲ့စောင့်ကြည့်နေရပါတယ်ဒီတင်းမာမှုတွေပြေရောပြီးကမ္ဘာရေနံလမ်းကြောင်းတွေပြန်ပွင့်လာမလားဒါမှမဟုတ်ဆွေးနွေးပွဲတွေပြက်ပြပြီးပင်လယ်အော်ဒေသမှာစင်မီတော်တွေထပ်မံတောက်လုံလာအောင်မလားဆိုတာကတော့လာမယ့်နိုင်ပိုင်းအတွင်းမှာပဲအဖြေပေါ်လာတော့မှာဖြစ်ပါတယ်ဒါဟာရိုးရိုးတတမန်ရေးရာအပြိုင်မှုတစ်ခုလည်းမဟုတ်ပါဘူးဒါဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာမြောက်ကစားကွက်တွေနဲ့နိုင်ငံတစ်ခုရဲ့တည်ရှိမှုတို့ကြားကလွန်အပ်နေများတဲ့လောင်ကြီးတစ်ခုပဲဖြစ်ပါတယ်ရှင်းဆက်ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်